သူမျက်စိရှိတင်မြင်လိုက်ရတဲ့မြင်ကွင်းကခြောက်ခြားစရာကောင်းလုံးပါတယ်။ဌာနေတိုင်းရင်းသားအုပ်စုတစုကသူ့တငယ်ချင်းတယောက်လုံးကိုရွှွန့်တွေနဲ့ဖုံးအုပ်လိုက်တာကိုသူကိုယ်တိုင်တွေ့လိုက်ရတာပါပြီးတော့အသက်ရှူဖို့အတွက်ဝါပိုက်တစ်ခုပါပါဇက်ထဲထိုးထည့်လိုက်ပြီးမိဘုံဘေးကိုဆွဲခေါ်သွားတာကိုတွေ့လိုက်ရတယ်။ဒီမြင်ကွင်းကြောင့်ဒီလူဟာသွေးပြက်မတက်ကြောက်လန့်သွားပြီးသူ့ရဲ့ကံကြမ္မာကပိုတောင်ဆိုးရွားဦးမယ်လို့ထင်ခဲ့မိတယ်။ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီဌာနေတိုင်းရင်းသားတွေကသူ့ဝတ်တွေကိုချွတ်လိုက်ပြီးလွှတ်ပေးလိုက်ပါတော့တယ်။ဒီလူဟာအစပိုင်းမှာတော့ယုံကိုမယုံနိုင်ခဲ့ဘူး။အနောက်လှည့်ကြည့်ရင်အသားကုန်ပြေးတာပေါ့မီတာ300လောက်ပြေးပြီးဘယ်သူမှလိုက်မလာတာတွေ့တော့မှပဲစိတ်သက်သာရသွားပြီးတက်ပြင်းချနိုင်ခဲ့တယ်။ဒါပေမဲ့သူမသိခဲ့တဲ့အရာတစ်ခုကမျှမှတ်သားကိုသူကြော်လိုက်တဲ့အချိန်မှာပဲလက်နက်ကင်ထားတဲ့ဌာနေတိုင်းရင်းသားတယောက်ကသူ့နောက်ကိုအပြေးလိုက်လာပြီးဆိုတာပါပဲ။တကယ်တော့အဲ့ဒီဌာနေတိုင်းရင်းသားတွေကသူ့ကိုအမဲလိုက်ခံရမယ်တားကောင်ကောင်လို့သဘောထားပြီးကစားနေတာပါ။သူ့နောက်ကိုတယောက်ရောက်နေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့အဲ့ဒီဌာနေတိုင်းရင်းသားကသူ့နဲ့မီတာ20အကွာအထိကိုကတ်နေပြီးဒီလူဟာအသက်လူပြီးပြေးတော့တာပဲခဏကြာမှာတော့သူ့အားအင်တွေအကုန်ခန်းပြီးခြေလန်းတိုင်းကငရဲနဲ့တူနေပါပြီ။အဲ့ဒီအချိန်မှာပဲဌာနေတိုင်းရင်းသားကလန်တစ်ချောင်းနဲ့သူ့ကိုရွယ်ပြီးပြစ်လိုက်တယ်။ဒါပေမဲ့ဒီလူကအဲ့ဒီလန်ကိုပဲပြန်ဖမ်းပြီးသူ့ကိုတက်ပစ်လိုက်တာပေါ့။အဲ့ဒီနောက်ဒီလူဟာဌာနေတိုင်းရင်းသားရဲ့လက်နက်တွေနဲ့ရိတ်ခါတွေကိုယူပြီးဆက်ပြေးပါတော့တယ်။10ကီလိုမီတာလောက်ဆက်တိုက်ပြေးပြီးတော့ပြားချက်တဲ့ကြောက်တုံးတစ်ခုပေါ်မှာခဏလေးနားလိုက်တယ်။ဒီအချိန်မှာပဲတခြားဌာနေတိုင်းရင်းသားတွေကဒီလူရဲ့ခြေရာတွေကိုတွေ့ရှိသွားပြီးလိုက်လာနေပြီ။သူလွတ်မြောက်ဖို့ပိုလွယ်ကူအောင်ဒီလူကတားရည်တွေကိုဖျက်ပြီးဖက်နှက်လုပ်ဝတ်လိုက်တယ်။ဒါမှခြေရာတွေထပ်မကြံတော့မှာကိုဒါပေမဲ့သူဆက်မပြေးခင်မှာပဲသူ့နောက်ကနေဌာနေတိုင်းရင်းသားတယောက်ရောက်လာတာကိုရုတ်တရက်တွေ့လိုက်ရတယ်။ဒါကြောင့်သူချက်ချင်းပဲပြန်ပြေးရပါတော့တယ်။လမ်းတစ်လျှောက်မှာရှားဆောင်းပင်တစ်ပင်ကိုတွေ့လိုက်ရပြီးတံပြန်တိုက်ခိုက်ဖို့အကြံတစ်ခုသူ့စိတ်ထဲပေါ်လာတယ်။သူပထမဆုံးအနေနဲ့ရှားဆောင်းပင်ကိုလှမ်းနဲ့ထိုးလိုက်ပြီးအနီးနားကတစ်ပင်တစ်ပင်နောက်မှာပုံနေလိုက်တယ်။ဌာနေတိုင်းရင်းသားရောက်လာတော့သူကယိုစီးနေတဲ့ရှားဆောင်းပင်ကိုချက်ချင်းသတိထားမိပြီးဒီလူဒီနားမှာပဲရှိရမယ်လို့ကောက်ချက်ချလိုက်တယ်။ဒါပေမဲ့ဒီလူကသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတယ်ဆိုတာကိုသူမသိလိုက်ဘူး။ပြီးတော့သူကတစ်ပင်နောက်ကဖက်နှက်တွေကိုတွေ့လိုက်ရတယ်။သတိနဲ့ပဲပြစ်မှတ်စီကိုချင်းကပ်လာတယ်။ဌာနေတိုင်းရင်းသားကသူ့လက်နက်ကိုမြောက်ပြီးရွယ်တုံးမှာပဲဒီလူကနောက်ကနေတိုက်ခိုက်ပြီးရှင်းပစ်လိုက်ပါတော့တယ်။ပရိသတ်တို့ရောဒီလိုမျိုးအတွေ့အကြုံမျိုးကြုံဘူးကြလားဒီဇလန်ကောင်းလေးကိုသဘောကျရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ကြပါနဲ့အောင်နော်